္ဂလာပါရှင်နိုးကိုညီမလေးတရားတရေအိမ်တော်ပြဆိုလို့တရေအိမ်တော်ပြမှာဖြစ်ပါတယ်ရှင်ညီမထဲဝင် browse ထဲဝင် search by id ထဲမှာဒီ id လေးကိုရိုက်ထည့်ပေးရမှာဖြစ်ပါတယ်ရှင် no comment မှာ id ပြန်ရေးထားပေးပါမယ်နော် okay နှိပ်လိုက်မယ်ပြီး download လေးနှိပ်လိုက်ပါမယ်ရောက်လာပြီပေါ့နော်အပြင်ကကြည့်နော်ဒီတိုင်းရိုးရိုးအိမ်လေးပါပဲပေါ့နော်ညဘက်တော့မလောက်တော့ဘူးနော်ညဘက်စင်တို့ကြောက်တယ်ပရင်းပေါက်တွေကိုလည်းဒီမှာတစ်တိုင်းနဲ့ပိတ်ထားတယ်ပြီးလို့ရှိရင်ဒီမှာပေါ့နော်မဝင်ရလားဆိုပြီးတားထားပါတယ်ဒီဘက်မှာဆိုလို့ရှိရင်လေမနမဝင်နေတော့ပါလို့ဆိုပြီးတားထားတယ်အင်းရကြီးရနော်အမလေးနေရမလဲဦးနာယူစုပုံနဲ့ကြောက်လိုက်တာငကိုတွေကကြောက်ပါတယ်ဆိုနေနော်ဒီအပေါ်မှာရောပဲဒါကြီးကတော့မကြောက်ပါဘူးရှင်ဒီပုံမျိုးတော့ယူချင်ပါတယ်ရှင်ဒီမှာတော့စမ်းနေရပေါ့ဒီမှာဝန်တနာအမလေးပြောရင်းတော့ကြောက်ချင်တယ်လို့ဖြစ်လာပြီနော်တရေအိမ်ဆိုပေမဲ့လည်းမသိလို့ရှိဒါပါဒုပုံလေစကားတော့မပြတ်သေးတော့ဒုပုံတော့တရေအိမ်နေတော့သူ့ပါရဲ့ပေါ့နော်ဒါပေမဲ့လည်းနည်းနည်းပဲကြောက်ပါတယ်ဒါပဲလားအော်ဒါပဲလားဟိုးကောင်းနေဒါပဲရှိပါတယ်ရှင်တရေအိမ်မှာတော့ဘာမှမရှိပါဘူးရှင်မှာပါရှင်ဒါတော့တရေအိမ်မှာရှင်တရေအိမ်ကကျွန်မမကြောက်ပါဘူးရှင်ဒီအိမ်မျိုးတော့လုံးဝမကြောက်ပါဘူးရှင်လုံးဝမကြောက်ပါဘူးဒီတရေအိမ်ကကြောက်ဖို့မကောင်းဘူးပေါ့နော်တို့အားရနေကြမှာနည်းနည်းကြောက်ဖို့ကောင်းတဲ့တရေအိမ်လေးချွေးပြောနေတော့ပြပါမယ်ဒါတော့အိမ်တကားပိတ်ထားရုံလေးပဲဘာမှတိတ်ပြီးတော့လည်းမရှိပါဘူးနော်လူကတော့မကြောက်ပါဘူးပြွာလေးတို့ရောကြောက်ကြလားလူကလုံးဝမကြောက်ပါဘူးစတော့လည်းနည်းနည်းပိတ်ထားဆိုတော့နည်းနည်းကြောက်ဖို့ကောင်းမှထင်တယ်မကြောက်ပါဘူးရှင်အလုံးမဲ့ကြည့်ရှုပေးတဲ့ကျေးဇူးတင်ပါတယ်ဗီဒီယိုလေးကတော့တို့ပါတယ်ပေါ့နော်နော်မတိတာရှိမေးလို့ရပါတယ် subscribe စကူထဲမှာ Roblox လေးလည်းပေးရဆော့ပေးရမယ်ဆိုမှန်းခဲ့ပေးကြပါအောင်နော် Roblox မဆော့တာလည်းတော်ကြပါပြီရှင်ခုံစားနဲ့ဖပြုတ်ကြီးကြာဖပြုတ်မို့လည်းမြင်နေတူတယ်နိုးကောင်းဝင်လောက်တာလေးပါလေတီးပါရှင်နိုးကောင်းဝင်လောက်နေပါလေမေးလို့ရပါတယ်နိုးရဲ့ short မှာတော့မှနိုးကိုယ်တိုင်လောက်ထားတဲ့ကောင်ဝင်ညီလေးနိုးတင်တာရေးပေါ့နော်အားလုံးပဲကြည့်ရှုပေးတဲ့ကျေးဇူးတင်ပါတယ်နိုးရဲ့ channel လေးကို like and subscribe လုပ်ပြီးအားပေးကြပါလို့တောင်းဆိုချင်ပါတယ်အားလုံးပဲ bye bye